မင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ကျမ်းမာရေးအတွက်အင်မတန်ကောင်းမွန်တဲ့အတုပ်တွေအသားကင်တွေနဲ့တွဲဖက်စားလေးရှိကြတဲ့ဆက်လက်ရွက်ကိုတွေ့ကြစီတောင်းနေရတဲ့သူတွေအစာအိမ်အားနေတဲ့သူတွေနဲ့ကိုယ်ဝင်ဆောင်မိခင်တွေစားသုံးတယ်လားစားမဲ့ဆိုရင်တော့ဘလို့အန္တရာယ်လေးတွေရှိနိုင်မလဲဒီမေကုန်းတွေရဲ့အဖြေကိုဒီပြိုလေးထဲမှာအသေးစိတ်ပြောပြပြီးတော့မှဖြစ်လို့လိုင်းကွန်မန့်လေးတွေပြီးတော့ပြီးအဆုံးထိကြည့်ရှုပေးကြပါဦးခင်ဗျာအစီအစဉ်လေးမစခင်မှာအထူးတတိပေးလိုတာကတော့အခုတင်ပြမဲ့အကြောင်းအရာတွေဟာကျမ်းမာရေးဘ ഹു တုဒအနေနဲ့တောင်တင်ဆက်ခြင်းဖြစ်ပါတယ်ကဲအခုဆိုရင်ဆက်လက်ရွက်ကိုအထူးတတိထားပြီးစင်ကျင်စားသုံးတဲ့လူ၁၁မျိုးကဘယ်သူတွေလဲဆိုတာကိုတစ်ချက်ချင်းစီကြည့်လိုက်ကြရအောင်ခင်ဗျာပထမဆုံးအနေနဲ့ကတော့တွေးကျဲစီတောင်းနေရတဲ့သူတွေပါဆက်လက်ရွက်မှာဗီတာမင် K ကျွဲဝါးစွာပါဝင်ပါတယ်ဒီဗီတာမင် K ဟာတွေးခဲစီရဲ့အာနိသင်ရှိတာမို့ဆရာဝန်ညွှန်ကြားချက်နဲ့တွေးကျဲစီတောင်းနေရတဲ့သူတွေအလွန်အကျွံစားမိရင်ဆေးအာနိသင်ကိုထိခိုက်စေနိုင်ပါတယ်ဒါကြောင့်ပမာဏကိုထိရှုပ်စားသုံးဖို့လိုပါတယ်ဒုတိယအချက်ကတော့ဈေးပွားတဲ့သူတွေပါဆက်လက်ရဲ့အစိမ်းမှာအနှင်ဓာတ်တွေများတယ်လို့အစာရှိဖြတ်ဖို့ခက်ခဲတဲ့သဘောတဘာဝရှိပါတယ်အစာအိမ်လေပွားလွယ်တဲ့သူတွေအနေနဲ့အစိမ်းနဲ့အများကြီးစားမယ့်အစားနည်းနည်းချင်းစီစားတာကပိုကောင်းပါလိမ့်မယ်တတိယအုပ်စုကတော့လက်ရှိဝမ်းပြတ်နေတဲ့သူတွေပါဝမ်းသွားနေတဲ့အချိန်မှာဥလန်းကြောင်းလှုပ်ရှားမှုမြင်နေတတ်ပါတယ်ဒီအချိန်မှာအမြင့်တဲ့ညာတဲ့ဆက်လက်ရွက်ကိုစားလိုက်ရင်ဝမ်းသွားတာကိုပိုဆိုးစေနိုင်လို့ဝမ်းငိမ့်သွားမှသာပြန်စားသင့်ပါတယ်နံပါတ်၄ကတော့ကိုယ်ဝင်ဆောင်မိမိတွေပါဆက်လက်ရွက်ကိုမစားရဘူးလို့တော့ဆိုလိုတာမဟုတ်ပါဘူးဒါပေမဲ့ဆက်လက်ရွက်အစိမ်းတွေမှာမြေကြီးကပါလာတဲ့ဘက်တီးရီးယားပုံမှန်တွေကညှိနေနိုင်ပါတယ်ဒါကြောင့်ကိုယ်ဝင်ဆောင်တွေအနေနဲ့မစားခင်မှာစနစ်တကျတက်ဆင်စေးကြောပြီးမှစားဖို့အထူးလိုအပ်ပါတယ်နံပါတ်5ကတော့အစာအိမ်ရောင်နေတဲ့သူတွေပါအစာအိမ်နေရန်တွေရောင်ရမ်းနေတဲ့အချိန်မှာအစာကြမ်းတွေအစိမ်းတွေကိုခြေဖြတ်ဖို့အစာအိမ်ကပိုပင်မှပါတယ်ဆက်လက်ရွက်အစိမ်းအစာမုံညင်းတို့လိုအရွက်တွေကိုပြုတ်တို့တာကပိုပြီးတင့်တော်ပါလိမ့်မယ်နံပါတ်6ကတော့ကြောက်ကဝေဒနာရှင်တွေအတွက်ပါဆက်လက်ရွက်မှာပိုတက်ဆီယမ်အသင့်ပါဝင်ပါတယ်ကြောက်ကလှုပ်ဆောင်ချက်အရန်ကျစင်နေလို့ပိုတက်ဆီယမ်ချော့စားရမယ့်သူတွေအနေနဲ့ဆရာဝန်သတ်မှတ်ပေးတဲ့ပမာဏအတိုင်းသာရှင်းချိန်စားသုံးသင့်ပါတယ်နံပါတ်9ကတော့ကိုယ်ခံစွမ်းအားကျစင်နေတဲ့သူတွေပါဥပမာကီမိုဆေးတွင်းနေသူတွေပေါ့သူတို့ဟာပုံမဒဏ်ကိုခံနိုင်နေပါလေဆက်လက်ရအစိမ်းမှာပါလာနိုင်တဲ့ပုံမအန်ဒီကိုကောက်ွယ်ဖို့အတွက်ကြက်အောင်ရှော့ပြုတ်ထားတဲ့အသီးရွက်ကိုစားတာကပိုစိတ်ချရပါတယ်ရှစ်ခုမြောက်ကတော့မကြခင်ခွဲစိတ်မှုလုပ်ဖို့ရှိတဲ့သူတွေပါခွဲစိတ်တဲ့နေရက်တွေမှာဆရာဝန်တွေကအစာကြည့်လွယ်ပြီးဥလန်းကြောင်းရှင်းလင်းမဲ့အစားအစာတွေကိုညွှန်ကြားလေးရှိပါတယ်အမြင်တတ်များတဲ့ဆက်လွယ်ရက်ကအစာရှည်စနစ်ထဲမှာတကြရှိနေနိုင်လို့ဆရာဝန်ညွှန်ကြားချက်ကိုလိုက်နာသင့်ပါတယ်နံပါတ်9ကတော့ပဏိစီဝါစီတောင်းနေရတဲ့သူတွေပါပိုတက်စီတွေတောက်တဲ့အခါအစာအိမ်တွေကအကျိုးပြုဘက်တီးရီးယားလေးတွေနေပါသွားတတ်ပါတယ်ဒီအချိန်မှာအစာကြည့်ခဲတဲ့ဆက်လက်ရွက်တွေအများကြီးစားရင်ဘိုက်အောက်ဘိုက်နာဖြစ်လွယ်ပါတယ်နံပါတ်10ကတော့လေပင်ကြီးယောဂရှိရသူတွေပါဆက်လက်ရွက်အပါအဝင်အရွက်တရှုံမှာလေပင်ကြီးဟော်မုန်းထုတ်လွှတ်မှုကိုအနည်းငယ်နှောက်ယှက်နိုင်တဲ့ဓာတ်တွေပါဝင်ပါတယ်ပုံမှန်စားရင်ပြဿနာမရှိပေမဲ့အလွန်အကျွံစားသုံးတာမျိုးကိုတော့ဆင်ခြင်သင့်ပါတယ်နံပါတ်7ကတော့အစိတ်သင့်ပြီးစလူနာတွေပါအစာအိမ်နဲ့ဥလန်းချောင်းကထိခိုက်ထားတော့မှုနှုတ်နေနေတဲ့အချိန်မှာအစိမ်းစားရတွေရှောင်ပြီးစံပြုတ်တို့စုပြုတ်တို့လိုအစာပြော့လေးတွေကိုပဲအရင်စားပေးသင့်ပါတယ်အခုပြောပြတဲ့အချက်7ချက်ကဆက်လက်ရက်ကိုလုံးဝမစားဘူးလို့တာမြစ်တာမဟုတ်ပဲကိုယ့်ရဲ့ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီးရှင်းရှင်းစားတောက်ကြဖို့တိုက်တွန်းတာဖြစ်ပါတယ်ဒါကြောင့်ကိုယ်မှာဒီလိုယောဂအခက်တွေရှိနေမယ်ဆိုရင်
ဆရာဝန်နဲ့တေချာတိုင်ပင်ပြီးမှစားသုံးတာကအကောင်းဆုံးပါပဲဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်ဆိုရင်တငယ်ချင်းတွေသိရအောင် share လုပ်ပေးသွားပါဦးခင်ဗျာနောက်ထပ်လည်းဗီဒီယိုအသစ်တွေမှာပြန်လည်ဆုံတွေ့ချင်ပါသေးတယ်